ကြာခင်မှာ Mobile Legends က slot ခွဲပေးတဲ့ပုံစံတွေကိုနိုင်ငံတကာနိုင်ငံချင်းစီကိုပေးတဲ့အရင်ပုံစံကနေ region အလိုက်ပေးတဲ့ပုံစံအဖြစ်ပြောင်းလဲမယ်ဆိုတဲ့အကြောင်းကိုသိပြီးကြပြီးပြီဆိုတော့ဒီလိုပြောင်းလဲတဲ့အပေါ်ရရှိလာမဲ့ကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေကိုတစ်ချက်ပြောပြမယ်ပထမဆုံးအနေနဲ့က region အကြောင်းအရင်ပြောရမယ် Mobile Legends က region အလိုက် Championship Tournament ကို AMER, EA, SEA, EECA နဲ့ EMEA ဆိုပြီး၅ခုသတ်မှတ်ထားတယ်ဗျ AMER, EA နဲ့ SEA ကိုတော့ဒီနေ့မှာစတင်ကျင်းပမယ်လို့ကြေညာထားတယ်ကျွန်တော်တို့ကကျတော့ SEA ကမို့လို့ SEA အကြောင်းပဲပြောကြတာပေါ့ SEA မှာက main stage slot ရရှိထားတဲ့ region ၃ခုရှိတယ်ဗျအဲ့ဒါတွေကမြန်မာကမ္ဘောဒီးယားနဲ့စင်ကာပူတို့ပါဒီ region တွေကကိုပိုင် slot တွေကို SEA Championship Tournament မှာတောပေါင်းရတဲ့အတွက်စူးစမ်းတဲ့လောက်အခွင့်အရေးပိုရနိုင်တာကတော့အကောင်းကွက်ပဲဆိုးကွက်ကတော့အရင်က SEA အတွက် main stage slot ၃ခုပေးတယ်ဆိုပေမဲ့အခုတော့2ခုလောက်ပဲပေးနိုင်ချေများတယ်နောက်တစ်ခုကအရန်စူးစမ်းရမယ်အရင်လိုပေါ့ပါနေလို့မရတော့ဘူးကိုကအရန်ကောင်းရင် slot 2ခုမှာ2ခုလုံးရနိုင်တယ်လို့တစ်ခုမှမရတာမျိုးလည်းဖြစ်နိုင်တယ်နောက်ထပ်မရေရာမတိချာတာကတော့မွန်တွန်းရဲ့အကွက်တွေပါMSL မြန်မာက Champion တည်မဲ့ SEA Championship Tournament ကိုဝင်ဆော့ခွင့်ရမယ်ဆိုရင်တော့တော်တော်လေးဆိုးတဲ့အခြေအနေလို့ပြောလို့ရတယ်။နောက်ထပ်ကောလာဟာလာတွေဖြစ်တဲ့ MDL, MEL ကအတင်းတွေပါ SEA Championship Tournament ကိုဝင်ကစားခွင့်ပေးထားတာက franchise league တွေအတွက်ကောင်းပေမဲ့ region အသစ်တွေကြောင့်စိတ်ပြက်စရာ decision ကြီးဖြစ်သွားလိမ့်မယ်။နောက်ဆုံးကောင်းတာကတော့ဒီလို Championship တွေကနေစစ်ထုတ်ပေးထားလို့ Major Tournament ကြီးတွေမှာအရန်လက်ရည်ပြတ်နေတာမျိုးတွေညှော့နေလာမှာပါ။ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲ။ brother တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment ရေးတော့ပေးလို့ရပါတယ်။ကျွန်တော်ကတော့ခုပြီပါ။နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့။ Bye bye